အိမ်တွင်းမှာမှန်တွေများလို့ဥတို့ပါအပါခေါ်လာလေ အေးကွာမြန်မြန်ပြီးလေကောင်းနေပဲမလားဦးကဒီဘက်ကအခန်းတွေလိုက်ခွဲမယ်မောင်ရင်ကတော့ရေချိုးခန်းတွေပါတွားလိုက်တားတော့မင်းကတော့ကြံနေတဲ့မှန်တွေကိုခွဲလိုက်ကွာ ဖြစ်ပါမလားဆရာရဲ့ ဖြစ်ပါတယ်ကွာမင်းပြောတော့အဲ့လောက်သွေးမကြအောင်ဆိုအခုကျတော့ကြောက်ပြနေလိုက်တာ တွေးမကြောက်ဘူးဆိုတာဟိုအတူတူတော့မယ်ကျွန်တော်ပေါ်ဆရာရဲ့ဟိုဒီလိုကြီးလူစုခွဲရမယ်လို့ကြောက်ကမတင်ထားဘူးလေကြီးဗျ ဟာပြောနေကြတယ်လူခွဲပြီးခတ်တော့လောက်ကြတော့ကွာ ပုတ်ဒီထောက်ဝေးတက်စားတူတူဟာတက်စားပုတ်ဒီထောက်ဝေးတက်စားတူတူဟာတက်စားဒါတကယ်ငါအိမ်တော့ဆုံးတာကစလိုဂိမ်းနဲ့ဝင်ရတော့မယ်ဟာအခါပစ္စည်းဟောက်နေရှုပ်ပေါ်နေရပဲကွာဒီအခါနဲ့ပါလေငါဟောချက်ရှိသေးတာပဲဖေဖေတဟုတ်ဒီအထ